ဒီနေ့ကအိမ်မှာကစုံရဲကြော်ရဲဒါလေးကတော့ငါပြည့်ရည်လေးပေါ့နော်နေအောင်ပြီးတော့ပါဟိမိတ်သက်ပေးနေတယ်ဒါလေးကလေငါဖယ်ဟောင်းလေးငါဖယ်ဟောင်းလေးမကြီးလေးနဲ့ချက်ထားတာလက်မကိုက်နဲ့နေအောင်ကျွေးမယ်ဘယ်ထဲမှာစစ်တိုက်နေဘိုက်စားနေတာဒါလေးကတော့ငါဖယ်ဟောင်းလေးငါဖယ်ဟောင်းဒီလိုလေးဦးတွေမှလေးအကျူးတွေပဲကတော့လက်ပြိုင်နေမို့ဂလုကကြားလားဂလုကအေးဂလုဆိုစားရမယ်လေဒီနေ့ငါဖယ်ဟောင်းကလေအကောင်လေးကြီးတယ်ဥလဲဥယူတယ်ဆိုတော့လေရှယ်ပဲသေချာကြီးနော်ကြီးတာထည့်ပေးတာနော်ရွေးထည့်ပေးတယ်ဆိုတဲ့စကားကိုမပြောနဲ့ယူလဲထည့်ပြီးထည့်ရထည့်ပေးလိုက်တာသေးတဲ့ဟာလေးကအသားတုံးဖြစ်ရင်လေသေးတဲ့ဟာလေးအသားတုံးအဲ့လိုထည့်ပေးလိုက်တာပေါ့နော်ကဲလာစားကြပါဦးကျန်ငါဖယ်ဟောင်းကတော့အယူတော့နည်းနည်းများရဒါပေမဲ့လည်းအကောင်ကြီးဆိုတော့လေတိုက်တယ်ပေါ့ဒါပေမဲ့အထက်မှာဥတယ်ဒီနေ့ကတို့စရာဘာမှမရှိဘူးမတရက်ရွက်လေးကြံငယ်တရက်ကတို့လို့ရရနော်တရက်ရွက်တို့တရက်ဖူးတို့ကတို့လို့ရတယ်အရင်ကောက်တယ်ဒီမှာဒါဘူးဒီပြုတ်ကလေးအယုံများရနည်းနည်းကြည့်တာအယုံကနည်းနည်းများတယ်ဒါတော့ငါပြည့်ရင်ဘာမဖြစ်မအရွက်ကြော်မစားရတာကြာလို့ကစုံနဲ့ကြော်ကိုယ်ကချက်ပြုတ်ရတော့ကွယ်ကြာလာပေါ့ခုမှစားပြတယ်ကောင်းလားအေးတယ်ဒီလိုလေးညအေးတယ်မသားလေးငါဘယ်အောင်ဆိုလက်ဆက်မှုရမည်ကောင်းကြနော်ဒီမြာလေးဘူးတော့ဆန်ဟုတ်လားဒါလည်းအင်းညာမယ်ဆိုလားဆိုပြီးအင်းညာဘယ်တော့လဲငါမမလက်ရဆဲကြမယ်ငါကြည့်တာတော့မကြီးသေးတဲ့ချက်ထားတာလေကောင်းတယ်လေချင်းပြုံလေးချင်းပြုံစားကောင်းတယ်ပြန်မယ်သမီးလေးလောက်စားတာတပီချက်ထားတယ်ချိုးနေရတယ်ချိုးနေရတယ်ပြုတ်ပြီးတော့ဟိုဟာလောက်ကမှာရေးသားလောက်ကမှာနော်ဒီနဲ့လောက်ကမှာညမို့လဲဘူးကလာလာကြဟိချက်တာတော့လက်လက်ဆက်ဆက်မလို့ငါချိုးနေရပဲငါလေးဟာသူရရဆိုသူရကဘယ်လိုမျိုးပိုကောင်းလဲဆိုတော့မချူစုတို့မချူစုတရရတို့မချူစုအဖူးတို့ဆိုပို့ပြီးတော့ကောင်းတယ်ပို့ပြီးမှုရတယ်ငါထုတ်တတ်တဲ့လူနဲ့တော့မတက်ဘူးဘူးရချိုးနေရတယ်တရရတော့ကောင်းတယ်ဒါပေမဲ့ထုတ်တဲ့လူတွေတော့မတည့်ဘူးတို့ကတော့အရန်ကောင်းတယ်ပွေးနေမယ်နဲ့လေဟာပါတော့ခုံမယ်ဘူးဒီပြောက်ငါဖေအောင်ကတော့တိုက်တယ်အယိုးတော့များတယ်ဒါပေမဲ့အကောင်ကြီးကတော့အယိုးသိမ့်မရှိသလိုပဲ关注哈。